မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ format တစ်ခုဖန်တီးသွားမှာပဲဖြစ်ပါတယ် format တွေကိုဖန်တီးခြင်းအပြင်ကျွန်တော်တို့တည်ပြီးသား formula တွေ function တွေကျွန်တော်တို့ပို့ပြီးတော့ကျွမ်းကျင်လာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ format မှာဆိုရင်ကျွန်တော်တို့သုံးတာဒီ data validation ရယ်ကျွန်တော်တို့ sum a ရယ်ကျွန်တော်တို့ if function ရယ်ကျွန်တော်တို့ conditional formatting ရယ်အစရှိတဲ့ဟာတွေသုံးသွားတာပဲဖြစ်ပါတယ်ဒီ format လေးကိုလိုက်ပြီးတော့ဖန်တီးခြင်းအပြင် edit formula တွေကဘယ်လိုအသုံးဝင်လဲဆိုတာပို့ပြီးတော့ကျွမ်းကျင်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ formula လေးကိုစပြီးတော့ဆွဲမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကအစားအမီရွေးတာနဲ့ကျွန်တော်တို့ဒီမှာနံပါတ်စဉ်သူ့ဟာနဲ့သူအလိုလိုကြအောင်ပြီးတော့ကျွန်တော်တို့9ရက်လေးထည့်လိုက်မယ်ပြီးတော့ကျွန်တော်တို့6ရက်ပေါင်းလိုက်မယ်အကယ်၍ကျွန်တော်တို့9ရက်ကကျွန်တော်တို့ဒီနေ့ရက်ထက်ကျော်ရတယ်ဆိုရင်ကျွန်တော်တို့ဒီလိုအယောင်အနေလေးရှယ်အောင်ကျွန်တော်တို့ငှားလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီနောက်မှာတစ်ခါလေးစုစုပေါင်းသွားပေါင်းသွားအောင်အဲ့လိုတွေကျွန်တော်တို့ဖန်တီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ file လေးကိုပိတ်လိုက်မယ်အစအနေပြန်ပြီးတော့ဖန်တီးမယ်ဖန်တီးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီမှာdata လေးတွေရှိဖို့တော့လိုတယ် date ကိုကျွန်တော်တို့ကဘာလို့ဒီလိုအစင်လိုက်လေးလောက်ထားလဲဆိုရင်ကျွန်တော်ဒီမှာ date ကိုရွေးတဲ့အခါမှာကျွန်တော်ကရိုက်မထည့်ရှင်တော့ဘူးတခါလေ set တစ်ခုနဲ့တစ်ခုကကျွန်တော်တို့တချို့ set တွေကကျွန်တော်ရက်ကိုအရင်ရတယ်တချို့ set တွေကလကိုအရင်ရတယ်အဲ့လိုအခါမျိုးတွေကျွန်တော်ကdata validation ပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒီမှာစာအုပ်အမည်မှာကျွန်တော်တို့ data validation နဲ့ထည့်မှာဖြစ်ပါတယ်ဒီနောက်မှာဆိုရင်တော့ကျွန်တော်တို့က sum in နဲ့ကျွန်တော်တို့ကငားတဲ့စာအုပ်အရေးအတွက်ကိုလမ်းပေါင်းမှာဖြစ်ပါတယ် sum in နဲ့ပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာထည့်တဲ့ data တွေတစ်ခုနဲ့တစ်ခုတူနေရမှာပဲဖြစ်ပါတယ်စပေလေးတောင်ကျွန်တော်တို့ကွာနေလို့မရပါဘူးအဲ့အတွက်ကျွန်တော်တို့က data validation နဲ့ထည့်ခိုင်းမှာဖြစ်ပါတယ် data validation ထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့ data တွေကတိကျနေမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ formula တွေကဆွဲထုတ်တဲ့အခါမှာတိကျနေမှာပဲဖြစ်ပါတယ်အဲ့တော့ data validation ထည့်မယ် data validation ထည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က name rate ဖန်တီးပြီးတော့ထည့်မှာဖြစ်ပါတယ် name rate ဖန်တီးပြီးတော့ထည့်လဲရတယ်မထည့်လဲရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ data validation ထည့်မယ်ဆိုတော့ဒီမှာ selection page data တက်ထဲက data validation ကိုသွားမယ် data validation အဲ့ဒီမှာ enable လို့မှာကျွန်တော်က drop down list နဲ့ရေးမှာဖြစ်တဲ့အတွက် list ကိုရွေးမယ်ဆိုမှကျတော့ကျွန်တော်တို့က name rate ပေးထားတယ်ဆိုတော့ attribute နှိပ်လို့ရတယ်အကယ်၍ name rate မပေးထားဘူးဆိုရင်တော့ကျွန်တော်တို့က sheet 1နဲ့ကိုသွားမယ်ကျွန်တော်တို့ဒီစာအုပ်အမည်တွေကိုရွေးလိုက်မယ်အဲ့ဒါဆိုရင်တော့ okay အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာစာအုပ်အမည်တွေရွေးလိုက်တာနဲ့စာအုပ်အမည်တွေကျွန်တော်တို့ကြားလာပြီပဲဖြစ်ပါတယ်စာအုပ်နံပါတ်တွေရွေးလိုက်တာနဲ့ဘေးမှာနံပါတ်စဉ်သူ့ဟာနဲ့သူအလိုလိုကြားရှင်နေဆိုရင်တော့ကျွန်တော်တို့က row formula လေးကျွန်တော်တို့သုံးလို့ရတယ်ညီမချင်း row row ပြီးရင်ခွင်းတစ်ခါပြန်ပေးလိုက်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က row 2ဖြစ်ပါတယ်ကျွန်တော်ဒီအောက်ကိုဆွဲချလိုက်မယ်2 3 4ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်ကိုအစင်လိုက်လဲဖြစ်ရှင်တယ်ကျွန်တော်1လေးလဲစချင်နေဆိုရင်တော့အဲ့တော့ row မှာကျွန်တော်က -1 လေးထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ formula လေးကိုဆွဲချလိုက်မယ်အဲ့ဒါဆိုရင်1 2 3ဖြစ်သွားပြီအကယ်၍ကျွန်တော်ဒီအောက်ကိုဆွဲချလိုက်ခြင်းဆိုရင်2ဟာနဲ့2ဖြစ်နေတာကျွန်တော်တို့ကအဲ့တိုင်းမလို့ရှင်ဘူးကျွန်တော်တို့ကဒီမှာ data ထဲမှာကျွန်တော်တို့က2ဟာနဲ့2ပြရှင်တာအဲ့တော့ကျွန်တော်တို့က formula လေးကိုပြန်ပြီးတော့ပြင်ရမှာဖြစ်ပါတယ်အဲ့တော့ formula လေးကိုဖျက်လိုက်မယ်ညီမချင်းကျွန်တော်တို့က if နဲ့ဆင်မှာဖြစ်ပါတယ် if အကယ်၍ကျွန်တော်တို့က b2 ဟာညီမချင်းတပည့်ကုတ်အလွတ်နဲ့ညီနေတယ်အကယ်၍ if function 3လေးကိုမသိသေးဘူးဆိုရင်လည်းကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြောပြပေးပါမယ် if function ကတော့ကျွန်တော်ပထမဆုံးကတော့ logical test ဖြစ်ပါတယ်ကျွန်တော် logical test ကကျွန်တော်တို့စစ်ဆေးတာဖြစ်ပါတယ်ကျွန်တော်တို့ b2 ကညီမျှချင်းတပည့်ကုတ်အလွတ်နဲ့ညီတယ်ဆိုရင်ဘယ်လို if true ဆိုတာကျွန်တော်တို့ရှေ့မှာစစ်ထားတဲ့ logical test ကိုဆိုလို့ရှိရင်ပဲဖြစ်ပါတယ်ရှေ့မှာစစ်ထားတဲ့ logical test ကမှန်တယ်ဆိုရင်ဘာပြချင်တာလဲမှန်တယ်ဆိုရင်အလွတ်နဲ့ညီတယ်ဆိုရင်ကျွန်တော်တို့ကအလွတ်နဲ့ညီတယ်ဆိုရင်ဘာမှမပြချင်ဘူးတပည့်ကုတ်အလွတ်နဲ့မညီဘူးဆိုရင်ဘာပြချင်တာလဲဆိုတော့ row ပြီးတော့ခွင်းတစ်ခါပြန်ပေးလိုက်မယ်ကျွန်တော်တို့ပိတ်ပြီးတော့ enter ခေါက်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော် formula လေးကိုအောက်ထိဆွဲချထားလိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့နံပါတ်တွေမပေါ်တော့ဘူးပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က row 2ကနေစတာဖြစ်ပါတယ်1ကနေစရှင်တာဖြစ်တဲ့အတွက် row ရဲ့ကျွန်တော်တို့ queen တစ်ခုနောက်မှာကျွန်တော်တို့ -1 ဆိုပြီးတော့ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ formula လေးကိုအောက်ထိဆွဲချထားလိုက်မယ်အဲ့တော့ကျွန်တော်နောက်ထပ်စာအုပ်နာမည်တစ်ခုရွေးမယ်အဲ့တော့ကျွန်တော်ဒီမှာရှင်းရှင်း theory ဆိုရင်ဒီမှာနံပါတ်အစင်လေးကြာလာပြီငါးတန်းငါရှိတယ်ဆိုရင်ဒီမှာနံပါတ်အစင်လေးသူ့အနေနဲ့သူအလိုလိုကြာလာပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အယူအတွက်ကကျွန်တော်ရိုက်ထည့်မယ်ငါးရန်တူကလည်းကိုပါကိုထည့်မယ်ငါးတိရက်ဆွဲမှာလည်း data validation ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ selection page data တွေက data validation အဲ့ထဲမှာ data validation သွားမယ် enable လို့မှာ list ကိုရွေးမှာဖြစ်ပါတယ် name rate ပေးထားတယ်ဆိုရင် attribute နဲ့ခေါ်လို့ရတယ် name rate မပေးတော့ဆိုရင်တော့ကျွန်တော်တို့ရှိတဲ့ data တွေကိုသွားမယ်ကျွန်တော်ဘယ်လောက်ကနေဘယ်လောက်ထိ selection ပေးတာလဲဆိုတာကျွန်တော်တို့ဒီလောက်ထိရွေးလိုက်မယ်ရွေးပြီးတော့ okay အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာ9ရက်လေးတွေထည့်လို့ရတယ် date format မှန်ဘူးဆိုရင်တော့ဒါလေးကိုတစ်ကောလုံးကို selection ပေး home တက်ထဲကိုသွားကျွန်တော်ဒီမှာ number group ထဲမှာကျွန်တော်ဒီမှာ date ကိုသွားမယ် date ကတော့ကိုကြိုက်တဲ့ format ရွေးလို့ရတယ်ကျွန်တော်ဒီ format လေးပဲရွေးလိုက်မယ်အဲ့ဒါဆိုရင်တော့1ရက်နေ့9လပိုင်း2ရက်နေ့9လပိုင်းအစားချစ်တပြည့်ကျွန်တော်တို့9ရက်လေးကိုကျွန်တော်တို့ဒီမှာထည့်လို့ရတယ်9ရက်ကကျွန်တော်တို့ဒီမှာဥမာသူက9ရက်9လလားဒါမှမဟုတ်10ရက်9လလားကျွန်တော်တို့ဒီမှာ10ရက်ဆိုရင်10ရက်
ကျွန်တော်တို့ညီမချင်းကျွန်တော်9ရက်နဲ့ဒီ10ရက်နဲ့ပေါင်းလိုက်တယ်အဲ့ဒါဆိုရင်တော့သူက12ရက်နေမှာပြန်အပ်မှာဖြစ်ပါတယ် formula လေးကိုကျွန်တော်တို့ဆွဲချထားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဥပမာဒါလည်း10ရက်ဒီ9တာဆိုရင်12ရက်နေမှာပြန်အပ်မှာဖြစ်ပါတယ်အကယ်၍သူက10ရက်နေမှာ9တာလည်း10ရက်ဆိုရင်18ရက်နေမှာပြန်အပ်မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပြန်အပ်ရမယ့်ရက်ကဒီနေ့ထက်နောက်ကျနေတယ်ဆိုရင်အနီရောင်လေးပြချင်တာအကယ်၍ဒီမှာဆိုပါဆိုကျွန်တော်တို့ကဒီမှာ3ရက်ပဲ9သွားတယ်ဒီမှာ9ရက်နေတည်းပြန်အပ်မှာအခု12ရက်နေရောက်နေပြီအဲ့တော့ဒီ9ရက်နေကိုအယောင်ချဲချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကို selection ပေးမယ်ပြီးရင် conditional formatting နဲ့ကကျွန်တော်တို့ကကိုယ့်အနေကို formula နဲ့လုံးမှာဖြစ်တဲ့အတွက် manage rule တွေကိုတွားရမှာဖြစ်ပါတယ်အဲ့ဒီကမှ new rule အဲ့အောက်မှာကျွန်တော် use of formula to determine အဲ့မှာကျွန်တော်တို့ကဘယ်လိုစစ်မလဲဆိုရင်ဒီ set ကွက်ကကျွန်တော်တို့ကဒီ set ကွက်ကကျွန်တော်ဒီမှာ log ပါနေတယ် log ကို F4 လေးနဲ့ဖြောင်းမယ်ကျွန်တော်တို့က less than ငယ်နေမယ် today ဒီနေ့ date ထက်ငယ်နေမယ်ဥပမာကျွန်တော်9ရက်နေ့ဆိုရင်ဒီနေ့က12ရက်နေ့12ရက်ထိနဲ့ငယ်နေတာဖြစ်ပါတယ်အဲ့တော့ငယ်နေမယ်ဆိုရင်ကျွန်တော်ကအနီရောင်ပြမယ်အနီရောင်ပြချင်တယ်ဆိုရင် failure ဒီမှာအနီရောင်ဒါမှမဟုတ်အစိမ်းရောင်ပြချင်တယ်ဆိုရင်အစိမ်းရောင်လေးယူလိုက်လို့ရတယ် okayပြီးရင်တော့ okay ကျွန်တော်တို့ဒီမှာ apply to ကကျွန်တော်တို့ဒီ range ဒီပဲလုပ်မှာလားဒါမှမဟုတ်ဟိုအောက်ထိဆက်လုပ်ထားမှာလားဆိုတာကျွန်တော်တို့ရေးလို့ရတယ်ဟိုအောက်ထိဆက်လုပ်ထားတယ်ဆိုရင်တော့ကျွန်တော်တို့က formula လေးကိုပြင်ပေးရမှာဖြစ်ပါတယ်အကယ်၍ဒီ7ထိပဲဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ရမှာလို့ဘာဖြစ်လို့လဲဆိုတော့အလုံးမဖြစ်လို့ဒီမှာဆိုရင်9ရက်နေ့တွေကပြန်အပ်ရမှာဒီနေ့12ရက်နေ့ရောက်လာပြီပြန်မအပ်သေးဘူးပဲအဲ့လိုလာပြနေတာပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဒီမှာ conditional formatting ကိုပြန်သွားလိုက်မယ်ဒီမှာ manage rule တွေကဒီမှာ G7 นี่မဟုတ်ဘူးအောက်ထိအလိုလိုဖြစ်အောင်လုပ်ထားမယ်ဆိုရင် G100 ဆိုရင်ကျွန်တော်ဒီမှာဒီအောက်တွေကကျွန်တော်တို့ကအစိမ်းရောင်နေလာပြနေတာပဲဖြစ်ပါတယ်အဲ့လိုအခါမျိုးမှာဆိုရင်တော့ formula လေးကိုပြန်ပြင်ရမယ် manage rule တွေကကျွန်တော်တို့ဒီ formula ကိုနှိပ်မယ် edit rule ကိုနှိပ်မယ်အဲ့မှာကျွန်တော်တို့ကဒီမှာ G2 ရဲ့ရှေ့မှာဘာရိုက်ရမလဲဆိုရင် if ရိုက်ရမှာဖြစ်ပါတယ် if ကျွန်တော်တို့ကဘာကိုလမ်းဆင်မလဲဆိုရင်ကျွန်တော်တို့ကဒီG ကိုပဲလမ်းဆင်မယ် G2 ကိုပဲလမ်းဆင်မယ်ဒီမှာ log ပါနေတယ် F4 လေးနဲ့ဖျောက်မယ် G2 ကis not equal to မညီဘူးဆိုရင်ကျွန်တော်က less than greater than ဖြစ်ပါတယ်အလွတ်နဲ့မညီဘူးတပည့်ကုတ်အလွတ်နဲ့မညီဘူးဆိုရင်ကျွန်တော်တို့ကဒါပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးကိုခွင့်ပေးလိုက်မယ်ပြီးရင် okay okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပျောက်သွားပြီပဲဖြစ်ပါတယ်ဒီအောက်ကအကယ်၍ကျွန်တော်ဒီအောက်မှာ2ရက်နေရတယ်ကျွန်တော်ဒီမှာ2ရက်နေနဲ့ပြန်အပ်ရမယ်ဒီမှာဆိုရင်4ရက်နေတည်းကအပ်မှာအခု12ရက်နေတောင်ရောက်နေပြီပြန်လာမအပ်သေးဘူးပဲဖြစ်ပါတယ်အဲ့လိုပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ချိန်မှာကျတော့စာအုပ်ကစင်းရင်းကဘယ်လောက်ရှိတယ်ငားသွားတာကဘယ်လောက်လက်ကြံကဘယ်လောက်တိရှင်တာဖြစ်တဲ့အတွက်ငားတဲ့အုပ်ရည်ကတစ်ခါလေတူလူကကျွန်တော်တို့ကဥပမာငားအုပ်ရှိနေတာဖြစ်နိုင်တယ်အကယ်၍ငားအုပ်ထဲကကျွန်တော်တို့ဒီမှာတက်အုပ်စီငားသွားတယ်ဆိုရင်ကျွန်တော်တို့ကစမ်းအင်းနဲ့လမ်းပေါက်မှရမှာဖြစ်ပါတယ်အဲ့တော့ညီမချင်းကျွန်တော်တို့ကစမ်း if sum if မှာဆိုရင်ကျွန်တော် function argument က3ခု range ကပထမဆုံးလာတဲ့ range ကကျွန်တော်တို့ကဒီစာအုပ်ပါတဲ့ column ကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒါကိုမစဉ်းစားတဲ့ဆိုရင်ကျွန်တော်တို့ sum rate ကိုအရင်စဉ်းစားလို့ရတယ် sum rate ကကျွန်တော်တို့ကငါးသေးအုပ်ကြီးဆိုတော့ quantity column ကိုရွေးရမှာဖြစ်ပါတယ် criteria ကတော့တူလူဖြစ်ပါတယ်အဲ့တော့ criteria ရဲ့ range ဖြစ်ပါတယ်အဲ့တော့တူလူပါတယ်ကျွန်တော်တို့ဒီစာအုပ် column ကိုရွေးပေးရမှာပဲဖြစ်ပါတယ်ပြီးရင် comma criteria ကကျွန်တော်တို့တူလူဖြစ်ပါတယ်ပြီးရင် comma sum rate ကကြတော့ကျွန်တော်တို့ဒီတွေက quantity ကိုအရေးအတွက်ကိုကျွန်တော်တို့ကပေါင်းချင်တာဖြစ်တဲ့အတွက်အရေးအတွက် column ကျွန်တော်တို့ဒီရှေ့မှာတစ် column လုံးရွေးတယ်ဆိုရင်ဒီနောက်မှာလည်းတစ် column လုံးဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့ queen ပြန်ပေးလိုက်မယ်ပြီးရင် enter ခောက်လိုက်မယ်အဲ့တော့ကျွန်တော်တို့ formula လေးကိုဆွဲချထားလိုက်မယ်ပြီးရင်တော့လက်ကျန်စီရင်ကြည့်ရှင်နေဆိုရင်တော့ကျွန်တော်စီရင်ရှိသေးကနေကျွန်တော်ငားတဲ့အုပ်ရည်ကိုနှုတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်လက်ကျန်စီရင်လေးရရည်ပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ minus ထွက်နေတာဖြစ်ပါတယ်ငားတဲ့အုပ်ရည်ကကျွန်တော်တို့10အုပ်ငားထားတာပဲဖြစ်ပါတယ်10အုပ်ငားထားတယ်ဆိုတော့သူစီမှာဥမာ15အုပ်ရှိရင်ရှိမယ်အဲ့လိုရှိနေရမှာဖြစ်ပါတယ်ကျွန်တော်စီရင်ရှိလေးတွေအဲ့ဒါလေးကျွန်တော်တို့ထည့်လိုက်မယ်အဲ့ဒါဆိုရင်တော့ format လေးတစ်ခုကိုကျွန်တော်တို့အလွယ်တကူလေးဆွဲပြီးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာသုံးတာဆိုရင် data validation ရဲ့ကျွန်တော်တို့ဒီမှာနံပါတ်စင်လေးတွေသူ့အောင်နဲ့သူအလိုလိုကြားအောင်ရဲ့ကျွန်တော်ဒီမှာဆိုရင်ပြန်အပ်ရမယ့် date ကကြော်နေတယ်ဆိုရင်ကျွန်တော်တို့အယောင်လေးနဲ့ပြအောင်ဒီမှာနောက်မှာဆိုရင်လက်ကျန်စီရင်လေးကြည့်လို့ရအောင်အဲ့ဒီ format လေးဖန်တီးရတာဖြစ်ပါတယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်